Hey ဒီရိုင်မှာ2026-2029ပညာသင်နှစ်အတွက်အကြောင်းဝင်ခွင့်တွေကိုစတင်လက်ခံနေပြီနော်လက်ခံတာတော့ဟုတ်ပါပြီဘယ်လိုတန်းနေရှိရတော့ Associate Degree English Language Teaching Associate Degree English Language Study Bachelor of Art in English ဆိုပြီးအတန်းသုံးခုရှိရလေနောက်ပြီးဘယ်လိုလိုတွေရှောက်လို့ရရလဲဘာသာစာမေးပွဲကိုအင်္ဂလိပ်စာအမှတ်အနည်းဆုံး65မိနစ်အောင်ထားရတဲ့သူတွေ2021မတိုင်ခင်မှာတက္ကသိုလ်ဝင်တန်းစာမေးပွဲကိုအင်္ဂလိပ်စာအနည်းဆုံး55မိနစ်အောင်မြင်ထားပြီးတက္ကသိုလ်ဆက်လက်မတက်ခဲ့တော့တဲ့သူတွေ2021မှာတက္ကသိုလ်ပထမနှစ်ဒုတိယနှစ်နဲ့ရပ်ထားခဲ့တဲ့သူတွေရှောက်ထားနိုင်နေလေအဲ့ပြင် Federal ကျောင်းတွေနဲ့တိုင်းသားဒေသတွေမှာရှိတဲ့ကျောင်းတွေမှာစနစ်တန်းခေါ်အထက်တန်းပြီးမြောက်ထားတဲ့သူတွေနဲ့ GED, ITCSE, O-Level, A-Level နဲ့တခြားနိုင်ငံတကာအသိမှတ်ပြုထက်တန်းပြီးမြောက်ကြောင်းဒီပလိုမာလက်မှတ်ရထားတဲ့သူတွေလည်းရှောက်ထားလို့ရသေးတယ်။အားထားပေမဲ့ Federal ကျောင်းတွေနဲ့တိုင်းသားဒေသကျောင်းတွေကနေအထက်တန်းပြီးထားတဲ့သူတွေကတော့ကိုတက်ခဲ့တဲ့ကျောင်းတွေကျောင်းထောက်ခံစာကိုပြပေးဖို့လိုမယ်နော်။အကယ်၍ရှောက်မဲ့သူတွေကတတ်မှတ်ထားတဲ့အရေးချင်းနဲ့မပြည့်မီရောဘလို့အစီအစဉ်တွေရှိသေးလဲ။အဲ့ဒါဆိုရင် B ရိုင်ကတတ်မှတ်ထားတဲ့ဝင်ခွင့်စာမေးပွဲကိုဖြေရဒါမှမဟုတ်ရင်လည်း B ရိုင်ကဖွင့်ထားတဲ့ English Diploma အတန်းကိုတက်ရောက်ပြီးရှောက်လို့ရတယ်။ရှောက်ထားသူတွေအားလုံးကတော့ B ရိုင်ကလုပ်တဲ့ဝင်ခွင့်စာမေးပွဲကိုဖြေဆိုဖို့လိုရနော်။မဖြေလို့မရဘူးလား။ကိုက IELTS, TOEFL နဲ့ CEFR A2 ဆင့်ရှိရလို့သက်သေပြနိုင်တဲ့အထောက်အထားတွေနောက်ပြီးတော့တရားဝင်အင်္ဂလိပ်စာမေးပွဲဖြေဆိုပြီးရဲ့အထောက်အထားတွေကိုပြနိုင်တော့ဝင်ခွင့်ဖြေစရာမလိုပဲနဲ့ကင်းလွတ်ခွင့်ရမယ်လी။ဒါဆိုငါလည်းအမြန်တော့6တင်တာပဲ။ဒါနဲ့တခြားချက်လက်တွေရောဘယ်မှာသွားပြီးတေချာလေ့လာနိုင်အောင်မလဲ။နေသေးစိတ်သိကြရနော် Brilliant Education နဲ့ Institute ရဲ့ Facebook page မှာတင်ထားတဲ့ Student Manual book မှာအသေးစိတ်လေ့လာလို့ရတယ်လी။ငါတို့ဒီလောက်ပဲသိရဲ့။မိမိတို့ရဲ့အနာဂတ်စိတ်ကိုအမှန်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်နိုင်ဖို့ Brilliant Education နဲ့ Institute နဲ့အတူလက်တွဲကြပါစို့။